ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့စာရေးဆရာနုနုရဲ့အင်းဝရေးသားထားတဲ့ခွေးတရေဆိုတဲ့ဇာတ်လမ်းလေးရဲ့အစာဆုံးတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ဇာတ်လမ်းလေးမစတင်ခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့လည်းမမေ့ကြပါနဲ့နော်ကျမခွေးစကားပြောမလို့မဟုတ်ပါဘူးကျမတို့စီမှာများပြားလာတဲ့ခွေးအုပ်ကြီးနဲ့အတူခွေးတရေဆိုတာမကြသေးမီကပဲအမှန်တကယ်ပေါ်ပေါက်ခဲ့လို့ပါကျမတို့ရဲ့တိုက်လေးမှာခွေးငယ်ကလေးတွေများလာပေမဲ့ကလေးငယ်တွေကတော့နည်းပါတယ်အခန်းပေါင်း24ခန်းရှိတဲ့တိုက်တစ်လုံးမှာ9ယောက်ပဲရှိတယ်ယောက်ျားလေး2ယောက်နဲ့မိန်းကလေး3ယောက်အသက်ကြီးဆုံးက9နှစ်ပဲရှိအောင်မယ်အသက်ငယ်ဆုံးက3နှစ်လောက်ပဲရှိအောင်မယ်ထင်ပါရဲ့မောင်စွမ်းပြေးတဲ့မောင်ရှင်းတန်းတဲ့မြက်ပန်းပွင့်တော်တဲ့မတ်တေးတဲ့ခန့်ခန့်တဲ့တရားလေး9ယောက်ထဲကအသက်ကြီးဆုံး3ယောက်ကလေးမြင်းငယ်မရှိတဲ့ကျမတို့ခန်းထဲမှာအမြဲစာသေးချက်ကြတယ်မောင်စွမ်းပြည့်ရဲ့တော်တော်ရဲ့မတေးရဲ့ပေါ့ကစားကြရန်ဖြစ်ကြငိုယိုကြပေါ့ကျမကဖြန့်ဖြေမှရေတိုက်ရမှုတ်ကြွရပေါ့သူတို့3ယောက်ထဲမှာမိန်းကလေးတွေကစကားမကြွရပဲစကားကြွရဆုံးနဲ့အမေအမြန်အထူးဆုံးကအောက်နှကန်းအလေတဲမှာမှဲ့နဲ့မောင်စွမ်းပြည့်ပဲဒီကောင်ကကျမတို့ဒီတိုင်းရောက်ခါစားသူ့ကိုဝင်ကြည့်ကလေးကမြင်တွေ့ရပြီးကျမတို့မျက်စိအောင်မှာမွေးဖွားကြီးပြင်းလာတဲ့ဟာလေးဆိုတော့ကျမတို့ကိုပိုရင်းနေပါတယ်ဒီကောင်ကချစ်စရာလည်းကောင်းတော့အသက်40ကျော်မှကံပေါ်တဲ့သူမိဘတွေဦးမျိုးတက်နဲ့တီတီစီဆရာမဒေါ်ရွှေဤတို့တသိလှုပ်ချစ်တယ်လို့အားလုံးကဝိုင်းမိချစ်ကြပါတယ်ကျမတို့ညောက်ကိုတော့သူကရိုက်စားပါပဲအမေမြန်းကလည်းထူသလားမမေးနဲ့သူမေးလို့သူ့အဖေကစိတ်မရှိတော့စိတ်ရှိလက်ရှိဖြစ်တဲ့သူ့ဘဘတို့ကျမတို့ညောက်ကိုဒီတိုက်မှာရှိတဲ့ကလေးအလုံးနဲ့သူတို့မိဘတွေကဘဘတို့နဲ့အန်နီနုကိုပဲမေကုံပေါင်းများစွာမေးလေးရှိပါတယ်မေကုံတော်တော်မများကတော့ယောက်ျားလေးတွေစိတ်ဝင်စားတတ်တဲ့တနတ်တို့ဓာတ်တို့တိုင်းတို့အကြောင်းပေါ့အထူးသဖြင့်ဒီကောက်တက်နဲ့များမြဝတီတရုတ်တိုင်းကားများနဲ့အတူတကွကြီးပြင်းလာတာဆိုတော့တိုင်းဟာသူ့ဖေးပရိတ်ပဲအလကားနေရင်ခုံပြက်နေရပဲတခါကြတော့သူ့ဘဘတို့ကိုမေးတယ်ဘဘတို့တားတို့တိုင်းအပေါ်ဆုံးထက်ကနေအောက်ဆုံးကိုတိုင်းကားတွေကလို့ခုံချင်တယ်တားကြတော့ကျိုးမှလာတဲ့ဟာကျိုးတာပေါ့ကွာလို့သူ့ဘဘတို့ကအမြန်ဖြေရပါတယ်ဒီကောင်ဘယ်ချိန်နဲ့မလဲဇလန်းကဆက်တော့တာပေါ့တိုင်းကားတွေထဲမှာကြာဘာလို့မကျိုးလဲတားတို့ရဲ့တိုက်ထက်အောင်မြင်သေးရဲ့ဟာသူတို့ကကိုဖော်တိုင်းတက်တယ်ကွာမင်းကားမှမတက်ပဲဒါဖြစ်တားကိုတင်ပေးပေါ့ဘဘတို့တင်ပေးဘဘတို့ကမတက်ဘူးကွာမင်းကြီးတော့မှဆရာနဲ့အပ်ပေးမယ်လေကွာဒါဆိုရင်တားကိုဆေးထိုးပေးပေါ့ခြေထောက်မကျိုးအောင်လေတားဖလို့ဆေးမျိုးဘဘတို့ထိုးတက်လားဘာဆေးလဲကွာမင်းကတားဖေကြီးရဲ့လက်မောင်းမှာရှိရဲ့လေအယုတ်လေးတွေလေအဲ့ဒါတားဖေကြီးကိုတနက်နဲ့ပြည့်ရင်တော့ဖေကြီးကမသိဘူးတဲ့ဓာတ်နဲ့ထုံးလည်းမသိဘူးတဲ့အဲ့ဒီဆေးဘဘတို့ထိုးတက်လားအေးထိုးတက်တယ်မင်းကြီးလာတော့ထိုးပေးမယ်ကွာဟုတ်လားဟင်းအခုထိုးပေးပါဘဘတို့အခုဟာမင်းကလေဆေးဆိုတာဒီတိုင်းထိုးလို့မရဘူးကွာကြော့ပွဲနဲ့ထိုးမှစွမ်းတာမင်းကကြော့ပွဲဖို့ပတ်စံရှိလို့လားအောင်မဘဘတို့ကလေတားမပတ်စံရှိတာပေါ့မဟုတ်ဘူးတွေအများကြီးရှိတယ်အေးအဲ့လိုဆိုရင်ထိုးပေးမယ်ဘဘတို့ဆေးကမင်းအဖေတက်စွမ်းနေသိလားမင်းအဲ့ဒီဆေးထိုးပေးရနဲ့မင်းနဲ့တော်တော်နဲ့ရန်ဖြစ်တယ်ဆိုပါစို့ကွာတော်တော်ကမင်းကိုရိုက်မလို့လက်ရွယ်လိုက်တာနဲ့မင်းကလက်ညှိုးထိုးပြီးအာဒီပုဒီအားလို့ဆိုလိုက်ရင်တော်တော်ကရိုက်လို့မရတော့ဘူးလေထဲမှာလက်ကြီးကဟောဒီလိုရက်နေရောတကယ်လားဘဘတို့တကယ်ပေါ့ကွာမင်းအဖေတို့အမေတို့မင်းကျူရှင်ဆီယာမတို့ရိုက်မလို့ဒုံးနဲ့မင်းကိုရွေလိုက်တာနဲ့မင်းကအာဒီပုဒီအားဆိုလိုက်ရင်သူတို့ရဲ့ဒုတ်ကြီးကရိုက်လို့မရတော့ပဲလေထဲမှာဟောဒီလိုကြီးရက်နေရောဟာကောင်းလိုက်တာဒီနေရအရောက်မှာတော့မောင်စွမ်းပြီးဟာတကယ်ကိုဟတ်တီသွားပြီးအလွန်တရာသဘောကျရွှေမျိုးစွာနဲ့ခုံပအောင်ကားလိုက်ပါသေးရဲ့ပြီးတော့မှသူ့ဘဘတို့ကိုအခုထိုးပေးလှုပ်တော့တာပေါ့ဘဘတို့မှာဘလို့ရှောင်ရှားရလဲဆိုတော့ကြော်ပွဲပစ္စည်းစုံမှာထိုးလို့ရမယ်ဆိုတဲ့နည်းနဲ့ပေါ့ကြော်ပွဲထဲမှာပါဝင်မဲ့အရေးကြီးဆုံးပစ္စည်းကဘာလဲဆိုတော့ကလေးဘလို့မှမတက်နိုင်တဲ့ဘလက်လီပဲဝီစကီအကြီးတစ်လုံးနဲ့လေမုတ်ဖိုးတွေစုအောင်ကွာဆိုတော့ဒီကောက်မှမချင်မရဲနဲ့တားမုတ်ဖိုးတွေစုပြီးရင်ထိုးပေးရမယ်နော်ဆိုပြီးညင်ရတော့တာပေါ့ဒါပေမဲ့အာဒီပုဒီအားထိုးစိတ်ကို
ဒီကောင်းစိတ်ထဲမှာဘလောက်ဆွဲလန်းနေလဲဆိုတော့ဆိုကရည်တီပြိုင်ပွဲချင်းတညသားမှာမဟာစနက်ကဇက်တော်ကြီးကိုကျမတို့တွားကြည့်ကြတော့ဝါသနာပါတယ်သူ့အမေနဲ့သူနဲ့သားမီးနဲ့လိုက်လာကြပါတယ်ပွဲမစခင်မှာတော့အမျိုးသားစက်ရုံကြီးထဲမှာဒီကောင်တအားပျော်မြူးတက်ကြွနေရပေါ့ပွဲလဲစရောဒီကောင်15မိနစ်တောင်မခံဘူးစိတ်ညစ်ပြီးတော့တွန့်လင်လာတော့တာပါပဲ9နှစ်သားနဲ့နောက်ပိုင်းဇက်တွေ့ကြတာကိုခဏနေရောကျမနာကပ်ပြီးကိုတော်ချောလေးကစိတ်ပြက်လက်ပြက်ဘလို့များညှဉ်းညူလိုက်တယ်မှတ်လေသူတို့ကြပြစကားပြောရင်ဘာဖြစ်လို့ငုံငိုပြောတာလဲတဲ့ကဲကျမမရှင်းပြလို့လည်းမဖြစ်နဲ့နောက်တစ်ခန်းကျသင်္ဘောကြီးလာမှာကွာလိမ်ပုံတိုင်းတွေလည်းလာလိုက်မယ်ကြည်ကြည်လိမ်မာလည်းပဲလောက်ရတာပေါ့ဒီကောင်ခမရတော့အာလူကျော်ထုတ်တွေမုတ်ထုတ်တွေကိုတကြွကြွဖောက်စားစိတ်ညစ်သွန့်လည်နေရကစနက်ကမင်းသားသူ့မေတော်နဲ့ကုံရောင်းကုံဝဲထွက်ခါနေခွင့်ပန်းနှုတ်ဆက်ငွေရကြပြီးမေတော်ကိုကြော်ပြီးအတွက်မင်းသားကကားလိုက်ကြတဲ့အဝင်ပေါ့မေတော်လှုပ်သူကနောက်ကနေတားတားဆိုပြီးလိုက်ရင်လက်ကိုဆန်တန်းလိုက်တာကိုဖမ်းပြီးတော့ရုပ်သေးလေးလှုပ်လိုက်ရောမောင်စွမ်းပြေဟာမုတ်ထုတ်ကိုလွတ်ချပြီးအားရပါရထအော်တော့တာပဲဟာဟိုမကြီးအနီနုသူ့သားကသူ့မေကိုအာဒီဘူးပုတိယာလှုပ်လိုက်တာသူ့အမေကြီးလက်ကြီးတန်းလန်းနဲ့ရက်သွားပြီးမိုက်တယ်ဟဲ့အတန်ကြီးကလည်းအကျယ်ကြီးပဲကျမတို့မဲရေလိုက်ရတယ်မပြောနဲ့သူ့မှလည်းနားရက်တွေစီပြောလို့မဆုံးတော့ဘူးဒီကောင်ကစကားကြွကြွနဲ့ပုံပြောတာကလည်းဝါသနာအလွန်ပါတာကိုဒီအရွယ်ဆိုတော့ပုံနှောင်းထားရမယ်ဆိုရင်လေကြိုက်မှကြိုက်ကျမကိုကြတော့သူကမေးခွန်းသိမ့်မမေးဘူးပုံမဲတွင်ပြောခိုင်းတော့တာပဲကျမပြောပြတဲ့ပုံမြင်တွေနဲ့သူပြောပြတဲ့ပုံမြင်တွေဟာလုံးဝမတူဘူးစန့်ကျင်ချနာကြပြီးတရဲတစေပုံမြင်တာမှသူကဆက်ရုပ်တရဲတဲ့ပါအော်ရင်းဂျာဆိုတာကတော့ဒီကောင်ပါဆက်ပြားကဘယ်တော့မှမချတဲ့နာမည်ပေါ့တညက်နေမှာတော့မိုးချုပ်စပြုတဲ့နေဝင်ရီတရောအချိန်လေးမှာတော့ကျမတို့အခန်းတကားကိုတဘုံဘုံထုနဲ့အော်ဟစ်တန်တွေနဲ့အတူကျမတကားဖွင့်လိုက်တာနဲ့တဟုန်တို့ပြင်းဝင်လာတဲ့လူကြီးလူကောင်း3-4ယောက်ဟာကြောက်လန့်နေတဲ့အတန်တုံလေးတွေနဲ့ခွေးတရေတဲ့မောင်ဆန်းပြည့်ရဲ့မတ်တေးရဲ့လေကျမကိုလည်းအာကိုတကြီးဝိုင်းဖက်တွေ့ထားလိုက်တာမှဘာလဲကွဖေးစမ်းမအောင်အနီနုကိုပြောစမ်းမှာဘာဖြစ်တာလဲခွေးတရေအနီနုရဲ့ကားတို့တွေးခဲ့တယ်ဟုတ်တယ်ခွေးတရေတော်တို့တိုက်အောင်မှာဟုတ်တယ်မိကြောက်တယ်3ယောက်သားငုံမဲ့လေးတွေနဲ့တကယ်ကိုကြောက်နေလိုက်တာများယောက်ျားဘာသာကြီးမောင်ဆန်းပြေတောင်မျက်ရည်ဝိုင်းလို့မဖြစ်တော့ဘူးမီးစမ်းပြုတ်ပြီးတော့ချော့မွတ်နှစ်သိမ့်တဲ့အလုပ်ကိုလုပ်ရတော့တယ်ကဲခွေးတရေကိုဘာမှတွေ့ရလဲပြောပါအောင်သားတို့တိုက်အောက်ကတက်မင်းတွေကြားထဲမှာခွေးတရေဘလို့ပုံစံရှိလဲကဲဟိုခွေးတရေကအသားမဲတယ်မျက်လုံးပြူးတယ်အဆွဲကြီးတွေလည်းပါတယ်သားတို့ကိုင်မလို့လိုက်တယ်ဟုတ်တယ်ကြောက်ဖို့ကောင်းတယ်အဲ့ဒါခွေးတရေမဟုတ်ဘူးကွာဒီတိုက်မှာသားတို့မမြင်ဘူးတဲ့ခွေးအမဲတကောင်ဖြစ်မှာပါနောက်ကိုခွေးတွေနာကိုသွားမစော့နဲ့ဟုတ်ပြီလားဟင်းအနီနိုးကလည်းခွေးအစ်စ်မဟုတ်ဘူးခွေးတရေ तू ကခွေးအစ်စ်တွေကြားထဲမှာရောနေရော तू ကခွေးတရေမဟုတ်ပါဘူးကွာသားတို့စိတ်ထင်တာပါကဲဒါဖြစ်လားအနီနိုးကိုလိုက်ပြဘနားမလေးဟင်းသားတို့မလိုက်ရဘူးအနီနိုးဘာသာသွားကြည့်တိုက်အောက်ထဲမှာပြောရင်းဆိုရင်မတေးကဝါကနေငိုချလိုက်တော့မဖြစ်ချေတော့ဘူးချော့မော့ပြီး3ကောင်စလုံးကိုသူတို့မိဘတွေစီပြန်ပို့လိုက်ရပါတယ်သူတို့မိဘတွေကလည်းရေမောပြီးချော့မော့ကြတာပေါ့ဒါပေမဲ့နောက်တနေ့မနေ့ကျတော့မောင်စွမ်းပြေအမေတိချက်ဤအားအနီနုရေစွမ်းပြေတော့ဖျားနေပါပြီခွေးတရေနဲ့ညလန့်អော်တယ်တဲ့လူကြီးတွေကအုံနောက်ခြောက်ကြတာပေါ့တကယ်တော့ဒီကလေး3ကောင်ဟာဒီလောက်ကြောက်တတ်တဲ့ဟာရီမမဟုတ်ပဲဘလို့ခွေးမျိုးကိုများမြင်ခဲ့လို့ပါလေနေဝင်ရီတရောချင်းတအောက်ထက်မှာသူတို့ပြောတယ်တစ်မိနစ်ကြာမှကြည့်တော့လေခွေးအနက်ခွေးအမဲဆိုလို့တကောင်မှမတွေ့ဘူးတခြားခွေးတွေပဲတွေ့ရဲ့ကလေး3ကောင်ကတော့4-5ရက်လောက်တိုက်အောက်ကိုလုံးဝမစင်းတော့ပဲသူတို့စီကနေတဆင်ခွေးတရေဆိုတာတခြားတိုက်ကကလေးတွေစီပါပြန့်နှံ့ကူးဆက်သွားပြီးနေဝင်ရီတရောကလေးတွေကစားပွဲတွေတိန်းတာနဲ့ခွေးတရေဆိုပြီးတယောက်နဲ့တယောက်6လက်တန်တွေတိုက်တွေချမှာထပ်ပေါ်လာတတ်ပါတယ်ဒီလိုနဲ့တခုတော့နေဝင်ရီတရောအချိန်မှာတော့သူ့ဘဘတို့စိတ်ဓာတ်မြင့်တင်ပေးလိုက်တဲ့အာဒီဘူးပူတီအာကိုနဲ့တိုက်အောက်ဆင်းစော်တဲ့မောင်ဆွမ်းပြေတယောက်ခွေးတရေဆိုတဲ့အတန်ကုန်အော်တန်နဲ့အတူကျမအခန်းထဲကိုတရောပေါ်တာဝင်ပြေးလာပြန်มาရောတာဗမာလဲဆိုတော့
ငါပြောပင်နေကြထဲမှာဆိုပြီးငိုပါလေရောဒီကောင်ကိုသူ့ဘဘတို့လက်ထဲထားခဲ့ပြီးတိုက်အောက်ကိုကျမပြကြရဆင်းပြေးလာခဲ့ပါတယ်ကျမတို့တိုက်ရှိကတစ်ပင်အုံတွေကိုကျမတိုးဝင်ခဲ့လိုက်တယ်မောင်စွမ်းပြေပြောတဲ့ငါပြောပင်အုံနာကျမရောက်มาတော့ခဲကနေကြားလိုက်ရတဲ့ခွေးမှန်ဖီတန်တရံပျောက်တိပျောက်ကြားတိုးဝင်နေရဲ့မီးရောက်နေကြမှာခွေးအနှံ့ရောင်ကိုကျမရှာလိုက်ပေမဲ့ဘလို့မှမတွေ့ရပဲငါပြောပင်အောင်ကြားမှာကျမလမ်းတွေ့ရတာကပေါက်နေရရက်တော်ကြပြီဖြစ်တဲ့အညွာခွေးသားအုပ်မှာမိသားစုနဲ့တခြားခွေးတွေမန်ဖီချင်းနေတဲ့ခွေးသားအုပ်မှာကိုလေချွန်လက်ဖြောက်ပြီးချောမော့ရင်ကျမအနုတိုးကပ်ကြည့်လိုက်တော့တွေ့ပါပြီလူကြီးကိုယ်တော်မှထိတ်ကနေဖြစ်သွားစေတဲ့ခွေးတရက်နဲ့ကျမရင်ဆိုင်လို့တွေးကြပါပြီခွေးညုံမရဲ့နှုတ်ကိုခွေးပေါက်ကလေးတွေနဲ့လူရဲ့တိုးဝေစွနေရဲ့ညစ်သေးမဲမောင်လာတဲ့အသားရည်နဲ့လူမျက်နှာလေးတစ်ခုကိုကျမမယုံနိုင်သလိုကြည့်နေလိုက်ပါတယ်တကယ်တော့ခွေးတရက်ဟာမောင်ဆွမ်းပြည်တို့ထက်နှစ်လောက်ပဲကြီးမဲ့လူမမဲကလေးငယ်လေးတယောက်ပါတားကဘာမှနေရလဲဒီအုတ်နံ့ကြီးရဲ့ဟိုဘက်အဝေးကြီးမှာတားတို့အဖေတို့အမေတို့ရောရှိလားအဖေရှိတယ်အမေမရှိဘူးတည်သွားရင်အော်တားမညီကိုမောင်နှမတွေရောရှိလားရှိတယ်ရှိရင်တားသူတို့နဲ့ကစားလို့ရတာပဲခွေးတွေနဲ့အကြာကြီးမကစားရဘူးနော်နေမကောင်းဖြစ်တတ်တယ်ခွေးတွေကကျွန်တော်ချစ်တယ်လူတွေကကျွန်တော်နဲ့မကစားဘူးပြီးတော့ခွေးရဲ့နှုတ်လည်းမစိုးရအောင်သိလားကျွန်တော်အမေရဲ့နှုတ်မှာမစိုးရပဲငါပြောပင်ကြမှာဆွဲထုတ်ပြီးကျမတို့လူကြီးတွေကမေးသမျှမေးခွန်းတွေကိုကလေးကတော့အေးလေးဖြစ်သွားခဲ့ပါတယ်ကျမတို့တွေမှာတော့စက်မမေးနိုင်ကြတော့ပဲမောက်ကျွေးရမလို့ရေတိုက်ရမလို့ဖြစ်ကြတော့နှုတ်သက်ရှာအတွက်မောင်စွမ်းပြေကသူသိချင်တဲ့မေးခွန်းကိုဝင်မေးလိုက်ပါတယ်ကိုကြီးရဲ့နာမည်ကဘာတူလဲတဲ့အားလုံးကသူ့ဝိုင်းကြည့်ကြပါတယ်သူကတော့မောင်စွမ်းပြေကိုပဲပြုံးစစ်စစ်ကြည့်လို့ခွေးသေးရတဲ့လေကြည်စံဒီနာမည်သူသိနေရပဲမောင်စွမ်းပြေတယောက်ကတော့သူ့အမေရှင်ခွင်နဲ့တိုးဝင်ပူလို့ကျမတို့အားလုံးရင်မောကြရင်အဲ့ဒီနေ့ကစလို့သူကလေးဟာကျမတို့တိုက်တွေကြမှာခွေးသေးရလို့ပဲအမိတွင်တော့တာပေါ့ကလေးကအစ္စလိုရှင်ဖြစ်နေတာသူ့ကိုဂယုဆိုင်မဲ့သူအရေးတယူလုံးမဲ့သူမရှိတော့အထီးကျန်ဖြစ်နေတာဒီအရွယ်မှာပတ်ဝန်းကျင်နဲ့ဆက်ဆံနိုင်မှုရွယ်သူကစားပေါ်ကစားဖက်ကစားပြောဖို့ပြောဖက်တငယ်ချင်းလိုတဲ့ရွယ်သူအုပ်စုလေးတွေကစားကြစကားပြောကြနေထိုင်ကြရင်လည်းမှစီကန်းဆိုတာကိုအလိုလိုနားလည်လိုက်တာသဘောပေါက်လာကြတာကိုဒီကလေးမှသူ့ဘသူကမှအရေးတယူမဆက်ဆံတော့ခွေးရည်နဲ့တွားနေတော့ပေါ့ခွေးရည်နဲ့ကစားမယ်စကားပြောမယ်သူ့အတွက်ကြရင်ဖယ်ကောင်းမလဲကိုတို့အားလုံးဝိုင်းပြီးမြတ်တာပေးနိုင်ရင်အရေးတယူလှုပ်ပေးနိုင်မစိုးပါဘူးမောင်စွမ်းပြေးတို့ရဲ့ဖဖတူကတော့သူ့ရဲ့ psychology တောင်းကနေသုံးသက်ရှုမြင်ပြီးသူတက်နိုင်တဲ့များလက်တွေ့အကောင့်ထဲပေါ်ဖို့ကြိုးစားပါတယ်ခွေးတရဲလေးနဲ့မောင်စွမ်းပြေးတို့အဖွဲ့ရင်းနှီးအောင်စကားပြောခိုင်းတာမျိုးသူ့ကိုအရေးတယူမှုတ်ကြွေးတာမျိုးကိုပေါ့တခြားသူတွေတော်တော်များကလည်းမှုတ်ကြွေးကြအဝေးစားတွေပေးကြနဲ့ဖြည်းဖြည်းချင်းခွေးတရဲလေးဟာကျမတို့တွေကိုဘလို့တုတ်ပြန်လာတယ်မှတ်လေသူ့ကိုအခုချိန်ထိရွတ်တွတ်ဖြစ်နေတဲ့မောင်စွမ်းပြေးတို့ကလေးအုပ်စုကိုတနက်နက်မှာအံ့ဩဖွယ်အားတူတီဆောက်ထားတဲ့ကစားစရာကားဝေးပြေးစခန်းလေးကိုခေါ်ပြရှာပါတယ်မောင်စွမ်းပြေးတို့တွေအံ့ဩတဘောကြောင့်ပျော်ရွှင်သွားစေတဲ့ကားဝေးပြေးစခန်းလေးကိုခွေးတရဲလေးကအမိုက်ပုံထဲကနေကားစုပ်ကလေးတွေကိုပြင်နေရှစ်ဘိန်းတက်ကားကြီးတွေကိုတော့ရေတံဘူးဟောင်းနေနဲ့လှုပ်လို့လမ်းမေးကအစီအီတတ်တရရစက်ကူအဝိုင်းတုံလေးတွေချိုးထားတဲ့လေယာဉ်လေးတစ်ခုတောင်ပါသေးတယ်သူ့ရဲ့ညံကောင်းမှုကိုကျမတို့တန်တော်တွေးကြရတာပဲချက်ချင်းမောင်စွမ်းပြေးတို့အဖွဲ့ကကိုကြီးခွေးတရဲဖြစ်သွားကြတော့တယ်ကျမတို့လူကြီးတွေကိုခွေးတရဲလေးတုံ့ပြန်ပုံကတော့တိုက်ပေါ်ကနေအမိုက်သွားဖြစ်ဖို့ဆင်းလာတဲ့ဆရာဆရာမတွေရဲ့လက်ထက်ကအမိုက်ချင်းအမိုက်အိတ်တွေကိုအသိဆွဲယူပြီးအမိုက်ပုံမှာသွားပစ်ပေးတာပဲတဖြည်းဖြည်းနဲ့ခွေးတရဲလေးကိုတိုက်ရက်တရဝင်အမိုက်ပြစ်သမားလေးဖြစ်သတ်မှတ်ကြပြီးတော့သူ့အမိုက်တစ်ခါဖြစ်ပေးတိုင်းမုတ်ဖိုး20 50ထိပေးကြတယ်သူ့အတွက်မုတ်တို့ဟင်းတို့ထမင်းတို့လည်းခြံထားကြတယ်ခွေးတွေကိုတော့သူကချစ်ခင်နေမြဲခွေးတွေကလည်းအံ့ဩဖို့ကောင်းသူ့ကိုချစ်ကြတာများသူ့ရဲ့နောက်ကိုတကောက်ကောက်လိုက်နေတဲ့ခွေးရုပ်တအုပ်အမြဲတမ်းရှိပါတယ်အမိုက်ပြစ်ဖို့တခန်းဝင်တခန်းထွက်သူလာပြီဆိုရင်သူ့နောက်မှာရန်လုံဆိုတဲ့အင်မတန်ကြီးမားထွားကြိုက်တဲ့ခွေးကြီးတစ်ကောင်ကအမြဲပါလာတတ်ပါတယ်သူ့ကိုစောင့်ရှောက်ပြီးလိုက်လာတယ်လို့ပါပဲသူကလည်းသူစားရသမျှတွေကိုဝေမျှပေးလို့ကျမတို့မှသူ့တကြီးကြီးနဲ့
အကဲခတ်ရင်မောင်စွမ်းပြေတို့အတွက်သူ့လုပ်ပေးတဲ့ကစားစရာတီထွင်ညံတွေကတပြေးပြေးပိုကောင်းလာတာကိုသဘောကျရင်နောက်နှစ်လောက်နေရင်ကျမတို့နာကကားဝဲလျှော့မှာခွေးတရေလေးကိုအလုတ်တင်အဖြစ်အပ်ပေးမယ်လို့တိုင်ပင်ထားကြပါတယ်။ကာကြီးလိုက်စို့လေကွာကိုကြီးခွေးတရေခါလေကာကြီးဟုတ်ပြီခါခွေးခါခွေးကြဲကြဲဆိုတော့တာဆရာကြီးဗျဆရာကြီးဦးစွမ်းပြေတီတီเจ้าကသိလားဟေးငါဆရာမကြီးဒေါ်တော်ငါတက္ကသိုလ်ကဆရာမငါအမေလိုပဲငါကိုကြီးခွေးတရေကိုအင်္ဂလိပ်စာသင်ပေးမယ်အေးလို့ဆိုလေလိုက်ဆိုလေကိုကြီးခွေးတရေအေးဘီဘီနေအောင်ဟာငါတင်အောင်မယ်ကိုကြီးခွေးတရေကာကြီးခါခွေးဆိုကျမတို့လူကြီးတွေကကြည့်ပြီးရေမောကြည့်နူရတဲ့ဆရာဆရာမလောက်တန်ကစားရင်သူတို့ကိုကြီးခွေးတရေကိုစာသင်ပေးကြတဲ့ကလေးများရဲ့တခုတော့တနင်္ဂနွေနနက်ခင်းရဲ့အဖြစ်ပြက်ကလေးတစ်ခုကိုကျမတို့ဘယ်သူမှမျှော်လင့်မထားခဲ့ကြပါဘူး။အဲ့ဒီနေ့ဟာကျမတို့စီမှာအလွန်တရာများပြားနေတဲ့ခွေးတွေကိုစီပင်တာယာကအမဲလုံးနဲ့တန်ရှင်းလုပ်တဲ့နေ့ဖြစ်ခဲ့ပါတယ်။စီပင်တာယာကကြီးထိုးဆိုင်လာပြီးဝန်ထမ်းတွေကချောင်းကျိုးချောင်းသားကခွေးတွေကိုစုဆောင်ကောက်ယူပုံကြတဲ့အချိန်မှာပဲဝိုင်းကြည့်ကြတဲ့လူတွေနဲ့ကျွတ်စီလဲဖြစ်လာရောမောင်စွမ်းပြေတို့ကလေးအုပ်စုဟာခွေးတရေကိုစာတင်နေရကနေကျွတ်စီဖြစ်နေတဲ့နေရာကိုပြေးသွားကြပါတော့တယ်။ပြေးလာတဲ့ခွေးတရေဟာခွေးသိပ်ပုံကြီးရဲ့ရှေ့မှာတုတ်ကနေရက်သွားပြီးတော့မမိတ်မတုံရက်ကြည့်နေရဟာနည်းနည်းလေးအောင်မလုပ်ခဲ့ပဲသူလုံလာတဲ့အချိန်ဟာဖေးချင်းလဲဆိုတော့ခွေးသိပ်ပုံရဲ့အောက်ဆုံးကပေါ်လာတဲ့သူ့ရဲ့ရန်လုံးကြီးကိုစီပင်သားရဝန်ထမ်းကကားလေးဆွဲတင်ပစ်လိုက်တဲ့အချိန်နဲ့ကားတကားကိုချင်းကနေပိတ်လိုက်တဲ့အချိန်မှာပေါ့ခွေးတရေကအတန်ကုန်ဆူဆူဝဝဟစ်အော်ပစ်လိုက်တယ်ပြီးတော့ခုံပေါက်တယ်ပြီးတော့ထွက်သွားတဲ့ကားနောက်ကနေပြေးလိုက်တော့တာပဲသူ့ပါဇက်ကတတို့အော်သွားတာကကျွန်တော်အမျိုးတွေတည်သွားပြီကျွန်တော်တငယ်ချင်းတွေတည်သွားပြီတဲ့မမျော်လင့်နဲ့အလွန်မြန်ဆန်စွာဖြစ်ပျက်သွားတဲ့ဒီအဖြစ်ပျက်လေးပြီးတဲ့အချိန်ကစပြီးခွေးတရေလေးဟာပျောက်ချင်းမလားပျောက်လို့ကျမတို့စီကိုပေါ်မလာတော့ပါဘူးနေ့လေတနာရီတီအပြင်ကပြန်လာတဲ့ကျမတို့ကလေးတအီနဲ့ကျမတို့ရဲ့ဆရာများရိတ်တာတွေကိုဝင်လာတဲ့အချိန်ဟာထုံးစံအတိုင်းငြိမ်သက်သိပ်စိတ်လို့ကားတွေကပစ္စည်းတွေကိုမနိုင်မနှင်းတဲကိုစူးစမ်းတဲ့အချိန်မှာကျမတို့ကားဆိုင်တာနဲ့မြင်တဲ့နေရာကနေအပြေးလာကြွတက်တဲ့ခွေးတရေလေးကိုကျမမဲတတိယပြန်ရောပစ္စည်းတွေကိုတဲပေးကားတကားတွေကိုလည်းတိတ်ပိတ်ချင်တာပဲအခုဆိုရင်ခွေးတရေလေးပေါ်မလာတာ3-4လအောင်ရှိခဲ့ပါပြီညနေဆောင်ရင်တောက်ဆိုပြီးအမိုက်ရှိလားလို့စကားမပြောပဲအချက်ပေးတတ်တဲ့ခွေးတရေရဲ့တကားခောက်တန်လေးကိုကျမတို့အားလုံးလွမ်းကြရပါတယ်မောင်စွမ်းပြေဆိုသူ့အမေကိုဂျီရိုးနဲ့မဟုတ်ဘူးနဲ့ကြောင်သားတွေလာကြတော့ပြီဆိုရင်ကိုကြီးခွေးတရေအတွက်ဆိုပြီးခြံရတာကအမော်ကျမလည်းလဲရန်စီကအုတ်ထုတ်လေးတစ်လုံးဝေထားမိပါတယ်ပစ္စည်းတွေကိုကျမတို့နေအောင်မျှသိရင်တိုက်ပေါ်သူအသက်လှေကားတစ်စစ်ကျိုးထောင်ခွေးလေးကိုရောက်มาတော့ဟာခွေးတရေလေးကျမရဲ့ဝမ်းသာအရာလွတ်ကနေအော်တန်ကျမခင်မိုးကလည်းဒီကောင်ပြန်လာပြီတဲ့ဒါပေမဲ့ခွေးတရေဟာကျမတို့ကိုလုံးဝမကြည့်ခဲ့ပါဘူးမကြည့်အားဘူးဆိုရင်ပုံမှန်ပါလိမ့်မယ်ခွေးတရေဟာအလုပ်တစ်ခုကိုအလွန်တရာအားစိုက်ပြီးလုပ်နေလို့ပါသူ့ဘေးမှာတေးချနေထားတဲ့ရှုပ်ရုပ်လေးများစွာဘာရုပ်လေးတွေလဲလို့မေးစရာလိုမယ်မထင်ပါဘူးခွေးရုပ်ကလေးတွေပေါ့အရွယ်အစားမျိုးနဲ့ခွေးရုပ်ပုံများစွာတချို့ဆိုရှွန့်ချောက်ဆတချို့ကစိုးနေစေအကြီးဆုံးခွေးရုပ်ကလေးတယောက်ကတော့နှရွက်ဖဖအမိကြီးတေးချပါတယ်ဒါခွေးတရေရဲ့ရန်လုံးကြီးပဲပေါ့သူ့ရဲ့လက်ထဲမှာလည်းလှုပ်လက်စားခွေးရုပ်ကလေးဟာတဖြည်းဖြည်းပြင်းထင်ရှားလာလို့သူဘလောက်များစိတ်ဝင်စားနေလဲဆိုရင်မျက်နှာတစ်ခုလုံးချွေးရောင်တီးပြီးတရောက်ကြလို့ခွေးတရေတာဟိတ်ကောင်သူလှုပ်လက်စားခွေးရုပ်ကလေးအပိတက်တဲ့အချိန်ကိုစောက်ပြီးမှကျမခေါ်လိုက်တာပါဒါပေမဲ့သူကျမကိုလုံးဝမကြည့်ပါဘူးခွေးတရေမင်းပေလျှောက်သွားနေရလဲကွာဖြေပါအောင်ကျမခင်မိုးရဲ့တရင်တနီးလေတံကိုပဲသူကခီးမဆိုင်ပါဘူးသူကယူတဆိုင်စူးစိုက်ကြည့်နေရကသူရှိကခွေးရုပ်ကလေးတွေကိုပါရုပ်တရက်ခွေးတရေဟာဝမ်းသာအားရဟန်ပတ်ရဲမောလိုက်ပါတယ်ပြီးတော့ခွေးတရေလေးကိုတင်းကြုံပွေဖက်လို့ကျွန်တော်အမျိုးတွေပြန်လာပြီကျွန်တော်တငယ်ချင်းတွေမသေးတော့ဘူးအော်ရင်ဟိရင်ကပဲခွေးတရေဟာသူ့ခွေးရုပ်တွေကိုအကြမ်းပရန်ချိန်ဝဖြက်စီးပစ်လိုက်တော့တယ်မလုံနဲ့လေခွေးတရေမလုံနဲ့ခွေးတရေဟာကျမကိုလုံးဝခီးမဆိုင်တော့ပါဘူး
ခွေးရုပ်လေးတွေကိုသာအညိုတကြီးချေမွရိုက်ပုတ်ရင်းကသူ့ငိုနေရပါမျက်စိမျက်နှာပြတ်စွာနဲ့ကျမခင်မို့ကိုအားကိုတကြီးကြည့်မိလိုက်တော့ကလေးစိတ်ပညာအထူးပြုနဲ့ဘွဲရတင်ချပေးနေသူဟာမျက်စိမျက်နှာပြတ်စွာနဲ့ကျမကိုပြန်ကြည့်လို့ကျမတို့ဘယ်လိုလုပ်ရမလဲပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့စာရေးဆရာနုနုရဲ့အင်ဝရေးသားထားတဲ့ခွေးသေးရဲဆိုတဲ့ဇာတ်လမ်းလေးရဲ့အစဆုံးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်ဇာတ်လမ်းလေးကိုနားဆင်ပြီးပြီဆိုတော့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့လည်းမမေ့ကြပါနဲ့နော်နောက်နေ့မှလည်းဘယ်လိုဇာတ်လမ်းလေးတွေကိုတင်ဆက်ပေးမလဲဆိုတာစောင့်မျှော်ကြည့်ရှုအားပေးခဲ့ကြပါအောင်နော်နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုယ်စိတ်နှပြကျန်းမာချမ်းသာကြပါစေရှင်